Hello မင်္ဂလာပါ this is your Kelvin လဲမှာအခုတောင်း your Kelvin လင်းကတောင်း club မြို့နယ်တွေက73ရပ်ကွက်ကိုရောက်နေတယ်ငယ်တငယ်ချင်းတယောက်နဲ့လာတွေ့တာမတွေ့တာကြာပြီဆိုတော့ကလာနှုတ်ဆက်တာငယ်တငယ်ချင်းရဲ့မေမေချစ်အန်တီရဲ့လာနှုတ်ဆက်တာတငယ်ချင်းစီတူပါတဲ့အဲ့ဒါနော်တစ်ချက်လောက်အားလုံးမိတ်ဆက်ပေးမယ်နော်တငယ်ချင်းစီတူနဲ့ဒီမှာမင်္ဂလာပါနှုတ်ဆက်လိုက်ပါဦးမင်္ဂလာပါဒါတငယ်ချင်းစီတူပါအတန်လည်းရန်ကောင်းတယ်နော်ဒီဇိုင်းတွေလည်းရန်မိုက်တယ်ဝတ်စားဆင်ရင်ဘာမှပြောစရာမလိုဒါ Graham ပဲနော်Graham Pro Max version နော်ကဲဆက်လိုက်ပါ Kelvin လင်းတငယ်ချင်းတွေအားလုံးပဲမင်္ဂလာပါကဲအားလုံးပဲမင်္ဂလာပါဒါကိုစီတူပါနော်အဲ့ဒါကိုစီတူပါနော် Kelvin လင်းကလည်းအတန်လည်းရန်ကောင်းပါတယ်မလေးအဲ့ဒါကိုအောင်မြင်နေပါဘယ်လိုအောင်မြင်လဲဘယ်လိုအောင်မြင်အဲ့ဒါကိုစီတူကဒီမှာ तू ကဒီမှာတိုက်ခန်းတွေရှိတယ်အခုတိုက်ခန်းတွေရောင်းမလို့တဲ့အဲ့ဒါတိုက်ခန်းကျောင်းမယ်ဆိုတော့တိုက်ခန်းဝယ်ခြင်းတဲ့လူတွေလည်းဆက်သွယ်လို့ရတယ်နော်တိုက်ခန်းနဲ့ပါတိုက်ခန်းတွေရှိကျောင်းမယ်တဲ့ဟုတ်ဘူးတကယ်လောလောဆယ်ကတိုက်ခန်းရောင်းစရာရှိတယ်ပေါ့နော် तू တန်တဲ့အခန်းတွေက तू မရောင်းတာလားပါလားမသိဘူးပေါ့နော်လောလောဆယ်ရောင်းဖို့အတွက်တိုက်ခန်းရှိတယ်အဲ့တိုက်ခန်းတွေပါတယ်ဝယ်ခြင်းနဲ့တိုက်ခန်းဝယ်ခြင်းနဲ့ဆိုတော့တောင်းကလာပါ73ရက်ခွဲဝရုဏ၄လမ်းထဲမှာရှိပါတယ်အခုအဲ့တိုက်ခန်းလေးကိုလည်းအကျန်းအိမ်နံပါတ်58ပါအကျန်းဖြင့်ရိုက်ပြပေးပါမယ်လိုချင်တဲ့လူရှိရင်စိတ်ဝင်စားတဲ့သူရှိလို့ရှိရင်ဆက်သွယ်ပါဒါကျွန်တော်တငယ်ချင်းပါခင်ဗျာဒါစိတ်ချယုံကြည်ရတယ်ပေါ့နော်အဲ့ဒါနော်ဒီမှာပဲကြာပိုင်းရှင်ကိုယ်တိုင်မှာနော်ပိုင်းရှင်ကိုယ်တိုင်ရောင်းတော့ပါဟုတ်ကဲ့ကျွန်တော်တို့ဂျားတွေကဆက်ပေးတာပေါ့နော်ဟုတ်ကဲ့ဟုတ်ဒါသူနဲ့ဒီနဲ့သူ့နာမည်ကဘာတူလဲထောင်ကုတ်မင်္ဂလာပါထောင်ကုတ်ဦးထောင်ကုတ်အဲ့ဒါမင်းသားထောင်ကုတ်မင်္ဂလာပါဒါတရားစင်နော်အဲ့ဒါဆိုကျွန်တော်တို့အပြင်ခဏသွားလိုက်ပါအောင်မယ်ကျွန်တော်ရောင်းမဲ့တိုက်ခန်းလေးကိုလောလောဆယ် record လေးယူသွားချင်တော့ပါ idea ရသွားအောင်လို့ဘာချန်ငယ်လည်းမသိထီးရှိတယ်အော်ဒါမိုက်တယ်ဒါ lighting ပိုကောင်းတယ်လှကျင်တယ်ဒီမှာကြည့်လိုက်ရုပ်ကိုကြည့်လိုက်ဟုတ်တယ်လားမိုက်တယ်ငါစပြန်အဆင်ပြေပြီငါစပြန်ပိုပြေငါစပြန်ပိုဆိုးတယ်ညလာပါလားဟောထွတ်ကဲအဲ့တော့ခဏအပြင်ထွက်လိုက်ပါအောင်မယ်ခင်ဗျာနော်အားလုံးနှုတ်ဆက်ပါတယ်ဒါတော့ယာယီခဏနေတဲ့အိမ်ပေါ့ငယ်ချင်းယာယီခဏနေတဲ့အိမ်ငားနေတယ်ဒါခဏပဲပြီးရင်ခုသူ့တိုက်ခန်းကိုရိုက်ပြမှာမဟုတ်လို့နော်ကဲရီနာလေးလမ်းဟိုဘက်ချမ်းတော့ပါပြီဒါရီနာလေးလမ်းဒါအပေါ်လမ်းဟိုဘက်ကဒါအပေါ်လမ်းရောင်းမဲ့လမ်းအောက်လမ်းရောင်းမဲ့လမ်းကတဲ့အောက်လမ်းတဲ့အောက်လမ်းဒီနားလေးပဲထိတ်ကလေးပဲဟုတ်ရိုက်နေဟုတ်လမ်းလမ်းလျှောက်နေတဲ့ဟာရိုက်တယ်မပါလေမဟုတ်ဒီမှာ lighting နဲ့တိတ်မကောင်းပါတယ် lighting နဲ့တိတ်မကောင်း lighting ကဟိုပြောင်းမြန်ဖြစ်နေတယ်ကျွန်တော်အင်ရှိက lighting ကောင်းတယ်အင်ရှိကကြာနေ